ချစ်ခင်သူတစ်ယောက်ရှိရင်ဒုက္ခတစ်ခုပဲတဲ့ချစ်ခင်သူနှစ်ယောက်ရှိရင်ဒုက္ခနှစ်ခုပဲတဲ့ချစ်ခင်သူတရားရှိရင်ဒုက္ခတရားဖြစ်မှာပေါ့တဲ့အဲ့တော့အခုလို့ဆင်းရဲဒုက္ခရောက်ခြင်းဟာချစ်ခင်ခြင်းဆိုတဲ့တွေ့တာမှုကြောင့်ဖြစ်ပေါ်လာတာဖြစ်တယ်လို့မြတ်စွာဘုရားကဝိသခာကိုတရားဟောခဲ့တာအဲ့တော့တတိပိတရားဟောလိုက်တဲ့အခါမှာဝိသခာတောကတွေပြေပြောင်းသွားတယ်လို့သူတို့ဆိုတယ်အဲ့တော့လောကမှာစိုးရိမ်စိတ်တွေကလူတွေမှာအများကြီးရှိကြတယ်အဲ့လိုတရားဟောလိုက်လို့ရှိရင်လေစိုးရိမ်စိတ်ကိုပယ်ဖြောက်ပြီးသားဖြစ်သွားပြန်တယ်ပေါ့အခုခေတ်စိုးရိမ်စိတ်ပယ်ဖြောက်တာတွေကတော့တစ်မျိုးပဲเนาะလူတွေဟာငကောမှငိုခြင်းနေတဲ့တဲပဲငိုလိုက်နဲ့တိုက်တွန်းတဲ့လူဟာရှိသေးတယ်ငိုလိုက်ငိုခိုင်းမငိုရင်အလုံးတက်သွားသလားမသိဘူးအဲ့ဒီအလုံးကိုချခြင်းလို့ငိုလိုက်လို့ပြောတာတချို့ရတယ်အဲ့တော့ငိုလိုက်ဆိုတာတရားမဟုတ်ဘူးเนาะအဲ့တော့ငိုချလိုက်ရင်ယမဟာသွားတယ်လို့ဒီလိုထင်ကောင်းထင်လိမ့်မယ်ငိုလိုက်ရင်အားရသွားတယ်လို့ထင်တယ်အဲ့ဒါအဖြေမဟုတ်ဘူးစဉ်းစားဉာဏ်မဟုတ်ဘူးလေစဉ်းစားဉာဏ်နဲ့ဖြေရှင်းတာမဟုတ်သည့်အတွက်ကြောင့်ဒီတောကဟာတရင်္ဂါအားဖြင့်တော့သူကတခဏအားဖြင့်တော့တက်တာသလိုရှိခြင်းရှိကောင်းရှိလိမ့်မယ်ရှင်ထဲမှာဟာသွားပြီးတော့သို့တော့တောကကိုလျှော့တာမဟုတ်ဘူးတဲ့တောကကိုလျှော့တဲ့နည်းမဟုတ်ဘူးတောကရှိမြဲရှိနေတာပဲအာကောင်းမြဲအာကောင်းနေမှာပဲတောကကိုဖယ်ရှားပြစ်နိုင်တဲ့နည်းကတော့ဘာလဲလို့ဆိုရင်ဓမ္မအတိပဲဒါလည်းဖြစ်တယ်ဓမ္မအတိကလွဲပြီးတော့တောကကိုဖယ်ရှားနိုင်တာမရှိဘူးလုံးဝဖယ်ရှားနိုင်တဲ့အတိဆိုတာအနာဂတ်နဲ့ယဟန္တာဒီအဆင့်ရောက်အောင်ဓမ္မအတိတွေရင့်ကျက်သွားပြီဆိုလို့ရှိရင်တော့စိုးရိမ်စိတ်တွေလုံးဝပျောက်သွားပြီဘလောက်ထိပျောက်သွားသလဲဒီအတိညာဟာစိုးရိမ်စိတ်ကိုဘလောက်ထိဖယ်ရှားနိုင်တယ်လဲဆိုလို့ရှိရင်လုံးဝတစ်စက္ကမမကြံအောင်ဖယ်ရှားနိုင်လူတွေဆိုတာကြောက်စရာအာယုန်နဲ့တွေ့ရင်ကြောက်တယ်လန့်တယ်ထိတ်လန့်တယ်တုန်လှုပ်တယ်စိတ်နှလုံးတုန်လှုပ်တယ်သို့တော့တချို့တရားတွေမကြောက်ဘူးမလန့်ဘူးဆိုတာလည်းရှိတယ်တရားမှမကြောက်တဲ့တရားတွေရှိတယ်အဲ့ဒီတရားတွေဆိုပါစို့ရှင်သေးဆိုတဲ့အကောင်စားရဲပါတာပြောတော့ခုကနေ့အာဖရိကရှင်သေးကြီးတွေအမြောက်နဲ့ပြည့်ရင်တော့ပြေးကောင်းပြေးလိမ့်မယ်အဲ့ဒီမှာရှင်သေးဆိုတဲ့အကောင်ကသူကလန့်တယ်လို့မရှိဘူးတဲ့သူကဘာလို့မလန့်တာတော့လို့သူ့ရဲ့အကြောင်းကသူကဓမ္မအတိတွေသိလို့မလန့်တာလားလို့ဆိုမဟုတ်ဘူးသူအရှုံးပေးရမဲ့လူတယောက်မှမရှိဘူးဆိုတာသူ့ကိုယ်သူကိုသိပြီးတော့ယုံကြည်လွန်အားကြီးပြီးတက္ကာယဒိဋ္ဌိကြီးမားလွန်အားကြီးသောကြောင့်သူမကြောက်တာတဲ့မိုးကြိုးတန်ကြားလဲလန့်မသွားဘူးချင်းသေးရလန့်တယ်လို့မရှိဘူးတဲ့